ကလေးတွေပညာရေးနဲ့ပဲကြည့်ကြည့်လူကြီးတွေရဲ့ကျက်မာရေးအတွက်ပဲကြည့်ကြည့်ဟာလားစီးပွားရေးနဲ့ပဲကြည့်ကြည့်အကုန်လုံးကသူ့အလေးနဲ့သူဥမော့နေတဲ့အချိန်မှာရိုက်ချခံလိုက်ရတာကိုပေးလိုက်တဲ့မဲတပြားကကိုတဦးတယောက်တည်းမဟုတ်ကိုမိသားစုတစုတည်းမဟုတ်ကိုအတိုင်းဝိုင်းလေးတစုတည်းမဟုတ်ဘဲနဲ့ကိုတမျိုးသားလုံးနဲ့သက်ဆိုင်နေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဖြစ်နိုင်မယ်ဆိုရင်လူတက်တဲ့လက်တွေမဖြစ်ပါစေနှင်းဆုံးမခံပါနဲ့လို့ပဲပြောချင်တယ်ဟုတ်ကဲ့ကျမနာမည်မြတ်မြတ်သူပါ2015ရွေးကောက်ပွဲတောင်းရကြတော့ပါတီအောင်နိုင်ရေးမှာဝိုင်းဝန်းကူညီတဲ့သူပါ2020ကျပြန်တော့အောင်နိုင်ရေးမှာကူညီပံ့ပိုးတဲ့ဖွဲ့ကနေပါဝင်ကူညီခဲ့ပါတယ်2015တောင်းကအမျိုးသားကဒီပါတီမှာတာဝန်ထမ်းဆောင်နေပြီးအင်းစိန်မျိုးနယ်မှာပါဝင်ထမ်းဆောင်နေတဲ့ခါကျတော့သူကနေပြီးတော့ရှေ့ကနေပြီးတော့ဘယ်လိုပြောမလဲစူးစမ်းပြီးလုတ်ကင်နေတဲ့အချိန်မှာကိုရီးယားနောက်ပိုင်းကနေပြီးတော့ဝိုင်းဝန်းကူညီပေးတယ်15မှာကြပြန်တော့ဒီအောင်နိုင်ရေးအတွက်ကိုဘာတွေဝိုင်းဝန်းပြီးတော့ကူညီပေးလဲဆိုလို့ရှိရင်အခုဒီ pamphlet ဝေဖို့လိုတာတွေနောက်ပြီးရင်ဒီအလံလေးတွေလိုက်ပြီးတော့ site ထူဝေးတာလေးတွေနောက်ပြီးလို့ရှိရင်ဒီ B9 ကတ်တာလေးတွေပေါ့နော်ဒါမျိုးလေးတွေကမှအစဝိုင်းဝန်းကူညီပေးပါတယ်2020မှာကြပြန်တော့အောင်နိုင်သွားပြီဆိုတဲ့အောင်နိုင်ရေးမှာကြတော့ဘာတွေကူညီပေးလဲဆိုလို့ရှိရင်ခုနပြောသလိုရက်ွက်တွင်းမှာဒီပါတီကနေပြီးတော့အောင်မြင်ပြီးသွားတဲ့နောက်ပိုင်းမှာစတူဒီတာကျွေးတာလေးတွေနောက်ပြီးလို့ရှိရင်ကလေးတွေအတွက်ပျော်ပွဲရွှင်ပွဲလုပ်ပေးတာမျိုးလေးတွေပေါ့နော်ဒါမျိုးလေးတွေဝိုင်းဝန်းကူညီခဲ့ပါတယ်ပျော်ရွှင်ခဲ့ရတယ်ဆိုတာကလေ2015မှာတည်းကစပြီးတော့ပျော်ရွှင်ရတယ်ပေါ့နော်2015ကျဟိုအရှိကရွေးကောက်ပွဲတွေတောင်းကကြပဲနော်ကိုရီးယားမဲမပေးခဲ့ကြဘူးနော်မဲမပေးခဲ့ကြရအောင်ဆိုတာဒီမဲပေးပုံပေးနည်းကိုလည်းတေချာမတိကြဘူးဟိုပြီးသွားလို့ရှိရင်ဒီအမြင်လည်းမရှိဘူးဘူးတူတာလည်းမရှိတဲ့ခါကြောင့်ဒီလိုပဲပုံမှန်နေလိုက်ကြတယ်ပေါ့2015ကျပြန်တော့ကို၌လည်းဒီကိစ္စထဲမှာဝိုင်းဝန်းပြီးတော့ကုညီဆောင်ရွက်ပေးနေတယ်ဟိုအမျိုးသားကလည်းရှေ့ရနေပြီးတော့သူသွားနေလာနေလုံနေကိုင်းနေတာကိုလည်းမြင်သွားတဲ့ခါကျတော့ဒီ2015မှာမဲပေးရတာလေပျော်ခဲ့ရတယ်ဆိုတာကကိုပေးခြင်းနဲ့မဲကိုလွတ်လွတ်လပ်လပ်ပေးပိုင်ခွင့်ရှိတယ်ဟိုကိုရွေးချယ်နေတဲ့ကြားထဲမှာနောက်ကနေပြီးတော့ဟိုဘယ်လိုပြောမလဲကိုလာပြီးတော့ဟိုညူစုပြီးတော့အလိုစောက်ကြည့်နေမဲ့လူမရှိဘူးကွာအဲ့လိုမျိုးလေးတွေပေါ့နော်ဒါလေးတွေကတော့ပျော်စရာလေးတွေပေါ့2020မှာတော့နည်းနည်းလေးဟိုဖြစ်ရတယ်ဆိုတာကအရင်လိုမျိုးလူအစုလူဝေးနဲ့မသွားခဲ့ရဘူးဘာလို့လဲဆိုတော့ကိုဗစ်ကာလဖြစ်နေတဲ့အခါကျတော့ကိုဗစ်ရဲ့စီမင်းစည်းကမ်းလည်းရှိတယ်တယောက်နဲ့တယောက်ဒီလိုမျိုးတွေယောဂပိုးဝါညာတွေပြန့်နှံ့မှာဆိုတဲ့အခါကျတော့စီမင်းနဲ့အညီသွားတဲ့အခါကျတော့လူစုလေးကျဲသွားတာပဲရှိတယ်ပေါ့နော်ဒါမဲ့လည်း2020မှာလည်းခုနပြောသလိုပေါ့ဟိုလူစုနဲတယ်ဆိုပေမဲ့လို့ပျော်ရွှင်ရပါတယ်စိတ်နှောက်ယှက်မရှိပါဘူးကိုပေးရတဲ့မဲတပြားကအရန်ရေးကြည့်ပါတယ်ဘာကြောင့်ရန်ရေးကြည့်လဲဆိုလို့ရှိရင်အခုအစိုးရ2ရက်ထွက်ပေါ်လာပြီးတဲ့အချိန်မှာဟိုအရင်ခုနပြောသလိုပေါ့အစိုးရ2ရက်ထွက်ပေါ်လာတဲ့အချိန်မှာနှိုင်းရှင်ကြည့်လို့ရတယ်မေစုဆိုလို့ရှိရင်ဒါ9နှစ်တာပဲအုပ်ချုပ်ခဲ့ရတာဒီ9နှစ်တာအုပ်ချုပ်ခဲ့တဲ့အတိုင်းတာမှာခံစားရတဲ့ခံစားမှုရဲ့အဲ့ဒီရဲ့အရှိမဟာလာသူတို့အုပ်ချုပ်သွားတဲ့အချိန်မှာခံစားရတဲ့ကိုယ့်ရဲ့ခံစားမှုရဲ့ရှေ့ရလူအုပ်ချုပ်တာတဲ့ကိုအခု2021ကနေစပြီးတော့အခုချိန်ထိအုပ်ချုပ်နေတဲ့လူရဲ့အုပ်ချုပ်မှုရဲ့နှိုင်းရှင်ကြည့်လိုက်မယ်ဆိုရင်စီနဲ့ရီလိုကွာတယ်ဟုတ်လားမေစုလက်ထက်တောင်းကခုနပြောသလိုလွတ်လပ်သွားကြတယ်လာကြတယ်ပျော်ကြတယ်ရွှင်ကြတယ်နော်အခုဒီကာလကျတော့တအားကွာသွားတယ်နော်နေရဆုံးခွာတယ်ဟုတ်လားမိဘညီကိုမောင်တို့အဆွေမျိုးသားချင်းအကုန်လုံးဆုံးခွာပြီးတော့အရာစတေးရတာဆိုတော့အချင်းနေရကတူးတယ်မတူးဆိုတော့အလုံးအုံနောက်ရှိရင်စဉ်းစားကြည့်လို့ရတယ်ပေါ့အဲ့တော့ကိုပေးမဲ့မဲတပြားကကိုတယောက်တည်းရဲ့အနာဂတ်တော့မဟုတ်ဘူးเนาะတာသမီရှိညီကိုမောင်မရှိရင်ကိုညီကိုမောင်မကိုတာသမီဆွေမျိုးဆင့်ဆက်အတွက်ရန်ကိုရေးကြည့်ပြီးတော့ရန်ကိုတတ်မိုးရှိတယ်လို့ပြောပြခြင်းနဲ့ပေါ့အဲ့ဒီအနာသိမ့်လိုက်တဲ့အချိန်မှာကိုရီ2020မှာမဲနိုင်တဲ့အချိန်မှာကမဲကလွတ်ကျွတ်နဲ့အတိတာကြီးကွာခလေးရအစဟိုအကုန်သိနိုင်တယ်ကွာသဘောတခုပြပြတာဟုတ်လားဟိုစင်းစရာပိုင်းကင်တဲ့လူကမှအစစင်းစရာမကင်တဲ့အပြင်ကနေပြီးတော့ထိုင်ကြည့်နေတဲ့လူတောင်မှပဲဒီမဲစင်းအရေးအတွက်ကိုကြည့်နေတဲ့လူတောင်မှပဲဘသူကအပြတ်သက်ဘသူကဟိုနိုင်ပြီးတော့ဘသူကအပြတ်သက်ရှုံးတယ်ဆိုတာသိခဲ့ကြရတယ်ဒီအနေထားမှာသူကဒီမှာ2လပိုင်းလဲကြာရောအနာသိမ့်လိုက်တော့သတင်းကြချင်းမှလေမယုံနိုင်ဘူးနောက်လဲကြာရောအဲ့ဒီလိုပဲသူတို့မြောက်ရီနဲ့မြမတန်းနေပဲသတင်းတွေကျင်ညာတဲ့ချိန်ကြတော့ကို့အတွက်ကလေဟိုဘယ်လိုပြောမလဲဆိုရင်တအားဝမ်းနေစရာဖြစ်သွားတယ်ဒီကြားထဲမှာမှသူကဒီလိုတင်အာနာသိန်းတာမဟုတ်ဘဲနဲ့အမေစုနဲ့တမရာကြီးကိုထပ်ဖမ်းသွားတယ်ဟုတ်လား
ထပ်ပဲတော့ဒါဆိုရင်တော့ကျိန်းသေးပြီငါတို့ကအရင်ခစ်ကိုပြန်ရောက်တော့မယ်ဟုတ်လားအရင်ခစ်ကိုပြန်တော့မယ်ဆိုရင်ဒီအရှိမတွားထားတဲ့ဟာတွေကအလဟတ်တက်တွေဖြစ်ကုန်ကလေးတွေပညာရေးနဲ့ပဲကြည့်ကြည့်လူကြီးတွေရဲ့ကျက်မာရေးအတွက်ပဲကြည့်ကြည့်ဟုတ်လားစီးပွားရေးနဲ့ပဲကြည့်ကြည့်အကုန်လုံးကသူ့အလေးနဲ့သူဥမော့နေတဲ့အချိန်မှာရိုက်ချခံလိုက်ရတာဖြစ်တဲ့အခါကျတော့ဟိုဘယ်လိုပြောမလဲအကုန်လုံးကဟိုနောက်ကျောင်းကိုပြန်လှည့်ပြီးတော့ငါတို့ကတမဝေရခေကိုတမဝေရမခေကိုပြန်ရောက်มาလားကလေးတွေကဟိုခေါင်းထဲမှာဒါကြက်ဒါဖြေဒါရေးကိုပဲပြန်တင်ရတော့မှာလားဆိုတော့ဟာတွေနဲ့ဆိုတဲ့အခါကျတော့ပွင့်လင်းလင်းပြောရလို့ရှိရင် तू ကအာနာသိမ့်လိုက်တယ်လို့ဒါလွယ်လေးတခုပြောလိုက်မယ်လို့ကိုယ်တွေပြည်သူတွေအတွက် ကအနာဂတ်တွေအကုန်လုံးရိုက်ချိုးခံရတာအဲ့အတွက်ကြောင့်မို့လေဟိုပြောရမယ်ဆိုရင်လူကြီးတွေပြောစကားပို့ဆိုလို့ရှိရင်ရွှေတောင်ကြီးပြိုသလိုခံစားရတယ်စိတ်ထဲမှာအဆအရာအတွက်ဟိုရင်ကလည်းအခုမတို့ဆိုရင်အသက်က40ကျော်ဆိုတဲ့အတိုင်းအတာတစ်ခုရောက်လာပြီဟုတ်လားအရင်နှောင်းကလည်းကြုံဘူးခဲ့ပြီးသွားပြီဒီစစ်တပ်ရဲ့စနစ်ဆိုးတဲ့ဟာဒါပေမဲ့ခုနပြောလို့ကိုရီးယားပြည်တွင်းမှာပဲဟိုကိုမြို့ထဲမှာပဲကိုနေတဲ့ခါကျတော့မသိရဘူးနောက်ပိုင်းဒီလိုမျိုး2020ဟာလာ21မှာသူအာနာသိမ့်ပြီးတဲ့ခါကျတော့မျိုးသားကရှောင်ရတယ်မျိုးသားရှောင်ပြီးတဲ့အချိန်မှာမတို့မိသားစုကပါရှောင်ရတယ်ရှောင်ရတဲ့ခါကျတော့ဒီဘက်နယ်မြေကိုရောက်လာတဲ့အချိန်မှာလေတိုင်းရင်းသားတွေနဲ့နေလိုက်တဲ့ခါကျတော့မှဘယ်လိုပြောမလဲအရင်တော့ကလည်းဒီကောင်တွေကလူစိတ်မရှိဘူးဆိုတော့သိခဲ့တယ်ကွာဒါမဲ့လို့ခုနပြောသလိုဟိုရိုင်းပြောရင်လက်သေးမစိတ်သေးတော့ကိုယ်တွေလက်ထိတ်မနာကြသေးဘူးပေါ့နော်ဒါမဲ့ဒီဘက်ကိုရောက်လာတဲ့အချိန်ကျတော့သူတို့လေးတွေခံစားရတာကိုကြည့်လိုက်လို့ရှင်လေတော်တော်လေးကိုသူတို့ကဟိုရက်ဆက်မှုကလည်းကန်းကုန်တယ်မရိုင်းမှုကလည်းကန်းကုန်တယ်ဆိုတာမျိုးမြင်ခဲ့ရတယ်ဆိုတဲ့အခါကျတော့ဘလို့နီးမကိုလက်စစ်မခံချင်ဘူးကွာဒီလားဒီအခုဒီမဲပေးတာနဲ့ပတ်သက်ရင်လည်းလေဟိုမဖြစ်ချင်ဘူးအမပေးချင်ဘူးကွာ2025မှာသူတို့ကပါတီစုံဒီမိုကရေစီရေးကောက်ပွဲလုပ်မယ်ဆိုပြီးပြောတယ်နော်တကယ်တမ်းဘယ်ပါတီမှလည်းမစုံဘူးဘာဒီမိုကရေစီမှလည်းမဟုတ်ဘူးဟုတ်လားဒါသူတို့လူသူတို့မဲထည့်ပြီးတော့သူတို့တူးတဲ့ပြိုင်ပြီးတော့သူတို့ဘန်သူတို့ရွေးချယ်တဲ့သူတို့ရဲ့မဲတွေပဲဘယ်ပြည်သူတွေကမှဟိုရှင်းပြောရလို့ရှိရင်တာယာနာကတော့ထည့်ချင်ထဲမှာပေါ့နော်သူတို့မဲကိုတကယ်ကိုဟိုဟာဖြစ်နေတဲ့ခန်းစားချက်ရှိနေတဲ့ပြည်သူတွေဆိုလို့ရှိရင်တော့သူတို့ကိုထည့်တဲ့မဲကအစစ်အမှန်မဲမဟုတ်ခဲ့ဘူးလို့အမခံတယ်သူတို့ကဒီ2025ရွေးကောက်ပွဲကိုသူတို့ကလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲလုပ်မယ်လို့ဒါပါဇက်ကကြွေးကြော်တာလေတကယ်တမ်းကျတော့သူကဒီဟုတ်လားကွန်မန့်ကိုစာရေးတာတော့မဟုတ်ဘူးကွာဒီဟာလေးတွေပေးတာတောင်မှပဲသူတို့မှအသေးအံဖြစ်နေတာလေဒါဟိုပြောရမယ်ဆိုလို့ရှိရင်သူ့ဘက်ကမှန်ကန်တယ်တိကျတယ်ဟိုဟာဖြစ်တယ်ဆိုရင်ဒါတွေကိုသူလိုက်ပြီးဂရုစိုက်နေစရာမလိုဘူးလေနော်အခု driver mighty တို့ဘာလို့ဆိုလေခုနပြောသူ caption ရေးလိုက်တာတောင်မဟုတ်ဘူးနော်ဒီ social media မှာစာရေးတွေပေးတွေရေးပြီးတော့တင်လိုက်တာတောင်မဟုတ်ဘူးဒီလိုလေး note လေးတစ်ခုလေးအဲ့လိုလေးလှုပ်လိုက်တာတောင်မှသူအသေးအံကြောက်နေဆိုရင်ပြည်သူတွေပေါ်မှာသူအုပ်ချုပ်နေတဲ့ဟာကသူကအကြောက်တရားကိုစိုးမိုးအောင်အုပ်ချုပ်တာလားဟုတ်လားလွတ်လပ်မှုကိုပေးထားတာလားဆိုတာကိုအုံနောက်ရှိတဲ့လူတိုင်းစဉ်းစားလို့ရပါတယ်နော်သူတကယ်တမ်းပြည်သူတွေကိုပြည်သူလို့မြင်နေဟိုကောင်းကောင်းမွန်မွန်လေးဆက်ဆံနေတယ်ဆိုရင်သူဒါမျိုးတွေလိုက်ပြီးတော့လုပ်နေစရာမလိုဘူးလေအခုကသူနဲ့ငါနဲ့မတည့်ငါရန်သူရော့နင်းထောင်နေသွားရော့နင်းနဲ့ငါနဲ့ပေးယူတဲပြီးနင်းအပြင်ထွက်ငါအတွက်ဒါလုပ်ပြီးဒီလိုမျိုးတွေသူကဟိုလုပ်နေတာတွေကအဆင်မပြေဘူးကွာအဲ့အတွက်ကြောင့်မလို့ဘာမှလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာဖြစ်လာမှာမဟုတ်ဘူးဆိုတော့ပြောပြချင်တယ်ပြီးသွားလို့ရှိရင်ခုနပြောသလိုစစ်အာဏာရှင်ဆိုတာကလည်းစစ်အာဏာရှင်ဆက်ဆံမဲ့တစ်တလုံးလုပ်နေမှာပဲဘသူဟိုအခုဟိုဘယ်လိုဟိုရက်ကတက်လာတဲ့ဒီ BB ချမ်းရဲ့ပုံနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်တကဘာလုံးမှာရှိတဲ့မိန်းမတိုင်းနဲ့ခြီးပြောလို့ရတယ်ကဘာနဲ့ခြီးပြီးပြောရင်တော့အမေစုကအမေစုပဲနောက်ကနေပြီးတော့လိုက်တုနေတဲ့လူတွေကရှင်းဆုံးပြောရလို့ရှိရင်သူတို့ကလေသူတို့ဘန်သူဟိုငကိုကပုံရိပ်ဘလို့ပဲရှိခဲ့နော်ဟိုသူ့ရဲ့ဟိုငကိုမူရင်းပုံရိပ်လေးတိုင်းချပြရင်တော့မှပဲချစ်စရာအမူအရာတွေ့ရင်ချစ်မိကြမှာပဲနော်လူသဘောတဘာဝဆိုတာခုနပြောသူတို့အမြင်ကက်စရာလေးလှုပ်လိုက်ရင်တော့အမြင်ကက်မိကြတယ်ဆိုကြပြီမဲ့လို့အမေစုရဲ့ပုံစံတူလိုမျိုးလိုက်ပြီးတော့တူတာမျိုးကြလေသူတို့ကိုလေယွန်းတယ်မလှုပ်တင်တာကိုလှုပ်တာနော်အခုလက်ရှိအချိန်ထိကိုကဘာမှာအမေစုလိုလူကအမေစုတယောက်ပဲရှိတယ်ဝတ်စားစီရင်မှုကိုကြည့်မလားယဉ်ကျေးမှုကိုကြည့်မလားနော်ပြီးသွားလို့ရှိရင်ခုနပြောသလိုဆက်ဆံရေးကိုကြည့်မလားသူနဲ့ရှင်ပြီးတော့ပြောလို့ရတယ်လို့မတွေ့သေးဘူးကွာဒီလိုဟာကိုဒီလိုဘာမှမဟုတ်တဲ့ main ကလေးတယောက်ကလိုက်ပြီးတူတဲ့အခါကျတော့အုံနောက်မရှိတဲ့လူတွေလှုပ်တဲ့လှုပ်ရဲလို့ပဲပြောချင်တယ်
ပြီးခဲ့တဲ့ရေပိုင်းကအဲ့ဒီပြောခဲ့တဲ့နေအောင်ပြောခဲ့တဲ့စကားနဲ့ဆိုရင်နေအောင်ကဟိုမတို့တွေနောက်အခုဒီနောက်ပိုင်းလေးမှာပေါ့နော်သူ့ရဲ့အကြောင်းလေးကိုနည်းနည်းလေးဟိုကဖြစ်လိုက်တဲ့အခါကျတော့သူကခေတ်ဆက်ဆက်စစ်တက်လက်ထွက်ပေါ့မိဘကနေစပြီးတော့သူကစစ်တက်ကနေပြီးဆင်းသက်လာတာဆိုတော့သူတို့မှာတော့ဒီသူတို့ရဲ့တက်တွင်းကဝါဒမှိုက်ရတော့သူတို့တက်ထဲမှာနေတယ်ဆိုရင်ဝါဒမှိုက်ရတော့မိမှာပဲလीနော်ဒါကဟိုစစ်တက်မှာကစစ်တက်ထဲမှာပဲမိသားစုပြင်နေပဲနေသူတို့ရဲ့စစ်တက်ကတူပဲတွားတက်တယ်သူတို့ကဝါဒမှိုက်ရသူတို့ကစပြီးသူတို့နေမျိုးစနေပြီဆိုတော့ဝါဒမှိုက်ထည့်ထားတာတွေဖြစ်တဲ့ခါကျတော့ဒါသူကလည်းဝါဒမှိုက်ပြည့်နေတဲ့လူတယောက်လိုပဲသတ်မှတ်ခြင်းဒါပေမဲ့ခုနပြောသလိုကောင်းကိုအစိုးရပဲဆိုတာတော့အရန်မုန်းတယ်တိလားအဲ့ဒီစကားအဲ့ဒါကဘာလဲဆိုတော့လေ तू ကအမှုပညာရှင်တယောက်ဖြစ်နေရဲ့သားနဲ့ပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော့ပြည်သူစော်ကားလိုက်တဲ့စကားပဲเนาะပြည်သူများစွာသူ့ကိုဟိုးရင်တုန်းကအားပေးလာကြတယ်ချစ်ခင်လာကြတယ်ဟောအခုချိန်ထိအောင်ကွာတို့တွေတကြံမိုးတကြံဆိုရင်တကြံမိုးဆိုတဲ့ကားမှာဒါသူ့အားပေးလာကြတဲ့လူတွေအများကြီးရှိတယ်ဟိုအရင်လူကြီးတွေဆိုလဲလူကြီးတွေလျောက်ဟုတ်လားခေတ်ဆက်ဆက်သူ့အားပေးလာဒါပေမဲ့ तू ကအဲ့ဒီခေတ်ဆက်ဆက်အားပေးလာတဲ့ပြည်သူအားလုံးရဲ့မျက်နှာကိုမှမထောက်စားလာခဲ့တဲ့ပြည်သူကကျွေးလာပြီးတော့စားလာခဲ့တဲ့ထမင်းရဲ့တန်ဖိုးကိုမှနားမလဲပြည်သူစော်ကားပလိုက်တာပဲဟိုသူတို့ကတော့သူတို့ကိုမထီတော့သူတို့ကခုချိန်ထိတော့ဒါသူတို့ကမနာတတ်သေးဘူးလေနော်သူ့အိမ်တကားဝါကိုလည်းမရောက်လာဘူးလေမရောက်လာတဲ့ခါကျတော့ဒီဘက်မှာခံစားရတဲ့ပြည်သူတွေခံစားရတဲ့ဒုက္ခဆိုတာကိုသူတို့မသိကြဘူးသူတို့မှာကလောလောဆယ်အခုချိန်ထိကတော့သူတို့ကဒုက္ခကိုပဲခံစားဒါပေမဲ့ဒါကိုအမြင်နဲ့ဒုက္ခပါဖြစ်မှာပါသူတို့လည်းသူတို့ကလည်းသူတို့အိတ်မပြောတာတို့စောင်းမဝင်တာတို့သူကသူရှိမှာပေါ့နော်ဒီလိုမျိုးတွေနဲ့ကြောက်ကံပြီးပြောတဲ့စကားတစ်ခုလိုလည်းမြင်တယ်ရှင်းဆုံးပြောရလို့ရှိရင်အခုလာမဲ့ရွေးကောက်ပွဲအတွက်ကိုလေအခုခုနဟိုပြောသလိုပေါ့နော်ပေါက်ပန်းစေးမဲဆွဲစည်းရုံးနေကြတဲ့လူတွေကြည့်လိုက်လို့ရှင်လေပေါက်ပန်းစေးတွေကြီးပဲပြောနေကြတာပေါက်ပန်းစေးကိုမှလေပေါက်ပန်းစေးလို့တော့မဟုတ်ဘဲနဲ့ပေါက်လို့ပဲစားပြောနေတဲ့အတိုင်းအတာမှာဒီလူတွေကိုမဲပေးပြီးတော့ဒီလူတွေကိုအစိုးရနေရာမှာဒါတကယ်တမ်းထားခဲ့မယ်ဆိုရင်ဘယ်လိုပြောမလဲတက်တန်းတစ်ခုနေပြီးတဲ့လူကြီးတွေအတွက်ကတော့ကိစ္စမရှိပေမဲ့လို့နောင်လာနောင်သားကလေးတွေအတွက်ကိုပြန်စဉ်းစားကြည့်ပါလို့နော်ဘာဖြစ်လို့လဲဆိုတော့ဟိုမေစုလက်ထက်မှာကပညာတစ်ခုပညာရေးပိုင်းနဲ့ပတ်သက်ရင်လည်းသူ့အနေနဲ့သူကပွင့်လန်းသွားတဲ့အခါကျတော့ကလေးတွေကဘယ်နိုင်ငံကိုတွားမျက်နှာပန်းပွင့်ကြတယ်အလုတ်ကိုင်းမှာအစရင်တော့ဆိုလို့ရှိရင်နိုင်ငံသားကိုထွက်အလုပ်ဆိုလို့ရှိရင်အောက်ခြေသိမ်းအိမ်ပေါ်အလုပ်တွေပဲလုပ်ကြရတာများတယ်ပညာတတ်ဆိုရင်တော့နေရာမပေးချင်ကြဘူးဒါပေမဲ့အမေစုရဲ့ခင်မှာပညာတတ်နေရာမှာအလုပ်လုပ်ခွင့်ရခဲ့တယ်ဟုတ်လားပညာမရှိလို့သူ့ဘက်သူအပြင်ထွက်ဒီတိုင်းတစ်ပါးကိုအပြင်ထွက်ပြီးတော့အလုပ်လုပ်ရတယ်ဆိုရင်တော့မှပဲသူ့ဟာလေးနဲ့သူဟိုတင်းတင်းလျှောက်ပတ်တဲ့အလုပ်ကိုလုပ်ခဲ့ရတယ်ကွာဒီအခုစစ်အာဏာရှင်ရတာအခုလိုမျိုးဟိုလက်လွတ်စပယ်ပြောနေကြတဲ့လူတွေကဒါတိုင်းပြည်ကိုတက်ပြီးတော့အုပ်ချုပ်မယ်ဆိုရင်နောင်ကလေးတွေကဘာအညွန့်မှရှိမှာမဟုတ်တော့ဘူးတိလားလူဘိန်းအုံနောက်တွေနဲ့လူဖြစ်လာတဲ့လူတွေပဲဖြစ်သွားလိမ့်မယ်ဟိုဘယ်လိုပြောမလဲဆိုလို့ရှိရင်တွေးဆိုရင်လည်းသူတို့မှတွေးတာသာတွေးရမယ်ရဲရဲမဆုံးဖြတ်ရဲဘူးဖြစ်ကုန်တယ်မေစုလက်ထက်မှာမှန်တာမှားတာအပထားဆုံးဖြတ်စရာရှိတာကိုဆုံးဖြတ်တွေးတောစရာရှိတာကိုတွေးတောဟိုကပြောထားပြီးသားဟုတ်တယ်ဟလားမှန်တယ်မှားတယ်ရဲ့အပေါ်မှာဒါမှန်ရင်ကိုစမ်းမယ်မှားရင်ကိုခမ်းမယ်ဒါကိုယ့်ရဲ့ရွေးချယ်ပိုင်ခွင့်ဒီလိုမျိုးရဲရဲတင်းတင်းဆုံးဖြတ်ပိုင်ခွင့်ရှိအခုသူတို့ကြတော့မဟုတ်တော့ဘူးဆရာနာရှင်ကြတော့ရော့ဒါလို့ဆိုဒါပဲလုပ်ပါမှာဒီလမ်းကိုသွားဆိုဒီလမ်းကိုပဲသွားမှာဆိုတော့ကလေးတွေအတွက်ကနောင်လာနောင်သားလေးတွေအတွက်ကအကြံနှုံးညံနှုံးတွေပဲဖြစ်ကုန်မှာဒါကြောင့်မလို့အခုရှိနေကြတဲ့မဲဆွဲစည်းရုံးနေကြတဲ့လူတွေရဲ့ပုံတံနေပြောနေတဲ့စကားတွေကိုတေချာလေးနားထောင်ပြီးမှမဲပေးပေးပါလို့ပဲပြောချင်တယ်ပြည်သူတွေပေါ်ပြောပြခြင်းနဲ့ကိုပေးတဲ့မဲတပြားကကိုတယောက်ထဲအတွက်မဟုတ်ပါဘူးလို့နော်ဒီလိုမျိုးသာဆက်ပြီးတော့သူတို့ကိုတက်ဆိုးရှည်ခွင့်ပေးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့နောင်လာနောင်သားနောင်မျိုးဆက်ကိုသူတို့ကဆက်ပြီးတော့ဂုံသွေးစုပ်နေအောင်မှာပဲနော်တိုင်းပြည်ကြီးကဒီထက်ပိုပြီးတော့စုပ်ပြတ်တက်သွားမယ့်အနေအထားမှာပဲရှိတယ်အခုဥမော့နေတဲ့စီးပွားရေးဆိုတာလည်းဘာမှမရှိတော့ဘူးနိုင်ငံတကာကနေပြီးတော့မှဒီလိုမျိုးစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်စီမှာလာပြီးရင်းနှီးမြှုပ်နှံမှုဆိုတာလည်းမရှိတော့ဘူးပညာရေးနဲ့ပတ်သက်တော့လည်းဟိုခုနပြောသလိုပေါ့ဟိုထိရောက်မှုကထင်သလောက်မရှိတော့တဲ့အခါကျတော့ပြည်သူတွေကိုကိုလက်နဲ့ကိုလူမတက်မိအောင်ပဲကာကွယ်စီခြင်းပါတယ်ကိုပေးလိုက်တဲ့မဲတပြားကကိုတဦးတယောက်တည်းမဟုတ်ကိုမိသားစုတစုတည်းမဟုတ်ကိုအတိုင်းဝိုင်းလေးတစုတည်းမဟုတ်ဘဲနဲ့ကိုတမျိုးသားလုံးနဲ့သက်ဆိုင်နေဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင်လူတက်တဲ့လက်တွေမဖြစ်ပါစေမှင်ဆုံးမခံပါနဲ့လို့ပဲပြောချင်တယ်ကိုလက်ကလေးကိုနော်လူတက်မဲ့လက်ကလေးတွေမဖြစ်ကြပါစေနဲ့လို့ပဲပြောချင်ပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဘလို့နည်းနဲ့မှမဖြစ်နိုင်ပါဘူးပြည်သူလည်းချိန်ချောက်တယ်နော်ဒါဟိုအရက်ထဲမှာနေတဲ့ပြည်သူလည်းချိန်ချောက်တယ်
ဝန်ထမ်းဆိုရင်လည်းသူဌာနလိုက်ချင်းချောက်ခံရမယ်စစ်သားဆိုလည်းချင်းချောက်ခံရမယ်ရဲဆိုလည်းချင်းချောက်ခံရမယ်ချင်းချောက်ပြီးမှရလာမယ်မဲတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာကဘလို့နီးနဲ့မှလွတ်လပ်ပြီးတရားမျှတတဲ့မဲမဟုတ်ဘူးလို့ပြောချင်ပါတယ်မြင်တယ်အဲ့အတွက်ကြောင့်မလို့ထပ်ပြောပါမယ်ကိုလက်နဲ့ကိုလူမတတ်မိပါစေနဲ့ပဲပြောချင်ပါတယ်တော်လှန်ရေးအောင်ပြီးသွားတဲ့အခါကျလို့ရှိရင်မြန်မာနိုင်ငံကိုပြန်အုပ်ချုပ်မဲ့အစိုးရတဲ့အနေနဲ့ကလူကိုလူလို့မြင်ပြီးတော့ကြောသားရင်သားမခွဲခြားပဲနဲ့ဟိုဘယ်လိုပြောမလဲလွတ်လပ်ပြီးတရားမျှတစွာနဲ့ပေါ့နော်အဲ့လိုမျိုးလေးအုပ်ချုပ်စေချင်ပါတယ်ပွင့်လင်းမြင်သာမှုရှိမယ်လူကိုလူလို့မြင်မယ်ဟိုတွေးခေါ်မြုံမြင်နိုင်စွမ်းလည်းရှိမယ်ပေါ့နော်ဟိုအခုဆိုလို့ရှိရင်သူများနိုင်ငံမှာနေကြတဲ့ကိုတွေဆိုလို့ရှိရင်အခုသူများနိုင်ငံမှာမှီခိုပြီးနေရတဲ့အတိုင်းတာမှာသူများအစိုးရကသူတို့ရဲ့နိုင်ငံသားကိုသူတို့ကရင်ဝယ်သားလို့တကယ်စောင့်ရှောက်တယ်ကြောသားရင်သားမခွဲခြားဘူး तू ကချမ်းသာလို့ငါကဆင်းရဲလို့ဆိုတာမျိုးမရှိဘူးသူ့ရဲ့ပြည်သူဆိုတဲ့စိတ်တစ်ခုနဲ့အုပ်ချုပ်တာကိုတွေ့ရတယ်အဲ့ဒီလိုပဲတော်လှန်ရေးပြီးွားလို့အောင်နိုင်ကိုအစိုးရကအောင်မြင်သွားပြီဆိုလို့ရှိရင်အဲ့ဒီလိုမျိုးလေးအုပ်ချုပ်စေချင်ပါတယ်လို့ကိုယ့်ရဲ့ပြည်သူကိုပြည်သူလိုပဲမြင်ပါကြောသားရင်သားမခွဲခြားဘဲနဲ့တန်းတူညီမျှအခွင့်အရေးလေးနဲ့အုပ်ချုပ်တဲ့အစိုးရမျိုးလိုချင်ပါတယ်